တရားတွေကြိုးစားပွားများအထောက်ပြီးတော့နေကြတာဒီမိမိတို့ရဲ့ရည်ရွယ်ချက်ပန်းတိုင်ကတရားလာနေထိုင်ရပါလားနိဗ္ဗာန်ချမ်းသာကိုရကြတယ်ဆိုလို့ရှိရင်တော့သူတော်စင်တို့တရားလုံးကိုကြိုးစားရမှာလားဉာဏ်လုံးကိုကြိုးစားရမှာလားအဲ့ဒီဉာဏ်ကတရားကဉာဏ်လားဝိပဿနာဉာဏ်လားဝိပဿနာဉာဏ်နဲ့သစ္စာလေးပါးတရားတွေသိအောင်ကြိုးစားမှသူတော်ကောင်းတို့တရားရမှာလားနိဗ္ဗာန်ရမှာလားဆိုရင်သူတော်ကောင်းတို့နိဗ္ဗာန်ဆိုတဲ့ချမ်းသာကိုရပြီဆိုရင်ဩခြင်းဒုက္ခနာခြင်းဒုက္ခသိခြင်းဒုက္ခလို့ဆိုရဲဒုက္ခတွေသူတော်ကောင်းတို့ငြိမ်းပြီးတော့မသွားဘူးလားအဲ့တော့နိဗ္ဗာန်ဒီនិရောဓသစ္စာထိုင်တယ်အသစ္စာထိုင်ပါလေនិရောဓဆိုတာချုပ်ငြိမ်းခြင်းသဘောပေါ့နိဗ္ဗာန်မှာကိုခြင်းသဘောတရားရှိနာခြင်းသဘောတရားရှိသိခြင်းသဘောတရားရှိဩနာတိချုပ်ပြီးငြိမ်းနေတဲ့နေရာတခြားလားနိဗ္ဗာန်အဲ့တော့နိဗ္ဗာန်ချမ်းသာကိုရရှိသည့်အတွက်ဒီကနေ့သူတော်ကောင်းတို့တခြားလုံးကိုကြိုးစားနေတာလားဉာဏ်တော့ကိုကြိုးစားတယ်အဲ့တော့ဝိပဿနာဉာဏ်ဝိပဿနာတရားတွေအကျင့်ကြံကြိုးကိုပွားများအားလုံးမှာတခြားသိမှာလားသစ္စာသိမှာသစ္စာသိပြီဆိုလို့ရှိရင်သစ္စာလေးပါးတရားတွေမိမိတန်တန်ကဲသွားမယ်ဆိုတော့နောက်ဆုံးပါရမီတွေပြီးတော့သူတော်ကောင်းတို့သောတာပန်မှာတဂရကံတဂရကံမှာအနာကံအနာကံမှာနောက်ဆုံးရဟန္တာဖြစ်ပြီးတော့နိဗ္ဗာန်ကိုရနိုင်မလားအဲ့ဒီသူတော်ကောင်းတို့နိဗ္ဗာန်ချမ်းသာရကြတယ်ဆိုရင်တခြားလို့ဘလို့ရမှာလားဉာဏ်လို့ဘလို့ရမှာလားအဲ့တော့သူတော်ကောင်းတို့ဉာဏ်ဆိုတဲ့သစ္စာတရားတွေကိုမြတ်ဗုဒ္ဓကဟောထားလားဒီကနေ့တွေ့နေတဲ့သာသနာဒီဂေါရမဗုဒ္ဓမြတ်ရှင်ကိုမြတ်ရဲ့သာသနာကြီးနဲ့မတွေ့ဘူးလားတွေ့ပါရဲ့အဲ့တော့သာသနာဆိုတာတခြားလားအဆုံးအမလားအဆုံးအမပါဗျာအဆုံးအမသာသနာကြီးသူတော်ကောင်းတို့ကိုတွေ့ပြီးတော့မနေရဘူးလားအဲ့တော့သာသနာနဲ့ကြုံကြတဲ့လူ့ဘဝရာထူးလေးမှာသူတော်ကောင်းတို့ကိုယ်တဏ္ဍာမှာသစ္စာသိအောင်ဝိပဿနာတရားတွေကြိုးစားမှာလားကြိုးစားမှာလားကြိုးစားမှာပါဗျာကြိုးစားမယ်ဆိုလို့ရှိရင်တော့ဒီနေ့ပါရမီတွေပြီးတော့တရားရမှာလားနိဗ္ဗာန်ရမှာလားနိဗ္ဗာန်ရမှာပါနိဗ္ဗာန်ရအောင်သစ္စာတရားတွေကိုဘုရားကမဟောခဲ့ဘူးလားဟောခဲ့ပါတယ်ဗျာအဲ့တော့သစ္စာတရားတွေဆိုတော့တရားရှာရင်တခြားမှာတွေ့မှာလားခန္ဓာမှာတွေ့မှာလားခန္ဓာမှာတွေ့မှာပါဗျာတရားရှာမှာတွေ့မှာခန္ဓာမှာတွေ့ဒီခန္ဓာမှာတရားမရှိဘူးလားရှိပါတယ်ဗျာခန္ဓာကဟောနေတာနေသာဒုက္ခအနာတ္တလက္ခဏာရဲ့တရားမဟောဘူးလားဟောပါတယ်ဗျာနေသာဆိုတာတခြားလားမမြဲတာမမြဲတာပါဒုက္ခဆိုတာမြဲတာအနတ္တဆိုတာအစိုးမရတော့ဘူးအဲ့တော့တခြားကဟောနေတယ်လားခန္ဓာကဟောနေတယ်ခန္ဓာကဟောနေတယ်တနေ့တည်းဟောတာလားနေ့တိုင်းဟောနေတယ်နေ့တိုင်းဟောနေတာဒီနာရီတိုင်းမိနစ်တိုင်းမှာခန္ဓာကတရားမဟုတ်လားဟောပါတယ်ဗျာမိမိတို့ကနာဝနာဖြစ်ခဲ့ရအဲ့တော့တော်ကောင်းလို့အဲ့ဒီခန္ဓာကဟောနေတဲ့တရားဆိုတော့တရားရှာရင်တခြားမှာတွေ့မှာလားခန္ဓာမှာတွေ့မှာလားခန္ဓာမှာတွေ့မှာပါအဲ့ဒီခန္ဓာ၅ပါးကအဘိဓမ္မာနည်းနဲ့ပြောကြပါစို့ဆိုတော့ရူပခန္ဓာဝေဒနာခန္ဓာသိဉ္ဇခန္ဓာသင်္ခါရခန္ဓာဝိညာဉ်ခန္ဓာခန္ဓာဘယ်နှပါးပါလဲ၅ပါးပါဗျာအဲ့တော့ရူပခန္ဓာဆိုတာကတော့ယုတ်တရားဘာတရားပါလဲယုတ်တရားပါဗျာအဲ့တော့ယုတ်တရားဆိုတော့ယုတ်ကဖောက်ပြန်မှုသဘောတရားရှိမရှိဘူးလားရှိပါတယ်ဗျာအဲ့တော့တကယ်တရားဟောတရားလာတော့ဒီခန္ဓာကိုယ်ကြီးကတော့ပညာခန္ဓာဘာခန္ဓာပါလဲပညာခန္ဓာအဲ့ဒီပညာခန္ဓာတနည်းအားဖြင့်သူတော်တို့ဒီခန္ဓာရဲ့အထင်ရှားရှိတဲ့သက်ကာယခန္ဓာထင်ရှားမရှိဘူးရှိပါတယ်ရှိတယ်သူတော်နေရာတိုင်းမှာကမ်းကြည့်လို့မရဘူးရပါတယ်ဗျာအဲ့တော့ထင်ရှားရှိတဲ့ဒီသက်ကာယခန္ဓာကိုယ်ရဲ့အပေါ်မှာသူတော်တို့ယောဓယာရဲ့အပေါ်မှာဖောက်ပြန်တဲ့သဘောတရားတွေရှိပါတယ်ဗျာဒီခန္ဓာကြီးကပူတော့လည်းပဲဖောက်ပြန်တာပဲအေးတော့လည်းရောင်းနေကြိုက်ခဲပြီးတော့လည်းမဖောက်ပြန်ဘူးလား
ခြားလာရုပ်ရဲ့ပေါက်ပြန်မှုလားရုပ်တရားရဲ့ပေါက်ပြန်မှုအဲ့တော့ပေါက်ပြန်မှုဆိုတဲ့သဘောတရားလေးတွေကသူကသဘောခန္ဓာဘာခန္ဓာပါလဲသဘောခန္ဓာအဲ့ဒီသဘောခန္ဓာဒီပြည်လေးသူတော်ကောင်းတို့အဲ့ဒါဉာဏ်မြင်ခန္ဓာဘာခန္ဓာပါလဲဉာဏ်မြင်ခန္ဓာပါအဲ့ဒီသဘောခန္ဓာလေးကိုတော့လက်နဲ့ကန်ကြည့်လို့ရမရပါဘူးဗျာဉာဏ်နဲ့ချမ်းနဲ့သိရမလားဉာဏ်နဲ့သိဉာဏ်နဲ့သိရပါဒါဆိုရင်တော့ဉာဏ်မြင်ခန္ဓာပေါ့မှန်ပါဗျာအဲ့ဒီဉာဏ်မြင်ခန္ဓာကိုပဲလေပရမတ်ခန္ဓာလို့ခေါ်ပါဗျာဘာခန္ဓာလို့ခေါ်လဲပရမတ်ခန္ဓာပါအဲ့တော့ဝေဒနာခန္ဓာဆိုတော့မိမိရဲ့ခန္ဓာမှာခံစားမှုသဘောတရားတွေရောမရှိဘူးလားရှိပါတယ်ဗျာအာမဘောခံစားတဲ့သဘောတရားတွေကိုယ်တဏ္ဍာမရှိဘူးလားရှိပါတယ်ဗျာရှိတယ်အဲ့တော့မိမိရဲ့ခန္ဓာမှာတင်ရဲ့ခန္ဓာမှတ်သားတဲ့သဘောတရားတွေရောမရှိဘူးလားရှိပါတယ်ဗျာရှိတယ်နောက်တစ်ခါသင်္ခါရခန္ဓာပြုမြင်မှုသဘောတရားတွေရောကိုယ်တဏ္ဍာမှာမရှိဘူးရှိပါတယ်ဗျာခြားသင်္ခါရခန္ဓာသင်္ခါရခန္ဓာအဲ့ဒါတို့ကခန္ဓာကိုယ်ကြီးကိုအမျိုးမျိုးပြုမြင်ပေးနေရတဲ့သဘောတရားတွေမရှိဘူးလားရှိပါတယ်အခြားလားဉာဏ်မြင်ခန္ဓာတွေလားဉာဏ်မြင်ခန္ဓာတွေပေါ့ဝိညာဉ်နဲ့ခန္ဓာသိမှုသဘောတရားတွေရောဘုဒ္ဓံနဲ့မရှိဘူးရှိပါတယ်ဗျာရှိတယ်ဒါဆိုလို့ရှိရင်ဘယ်လိုလဲမိမိမှာတရားဟောတရားတော်ကိုခန္ဓာဘယ်နှပါးသိရတာ၅ပါးရတာဒါလည်းလဲဆိုရင်ရူပေခန္ဓာဝေဒနာခန္ဓာသိဉာဏ်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာခန္ဓာဘယ်နှပါးပါလဲ၅ပါးပါဗျာအဲ့ဒီခန္ဓာ၅ပါးဒီဉာဏ်မြင်ခန္ဓာဘာခန္ဓာပါလဲဉာဏ်မြင်ခန္ဓာပါဗျာတနည်းအားဖြင့်ပရမတ်ခန္ဓာအဲ့တော့ဝိပဿနာတရားတွေရှုတဲ့အခါကျတော့ဒီလိုကောင်းလို့အဲ့ဒီဉာဏ်မြင်ခန္ဓာလို့ဆိုတဲ့ပရမတ်ခန္ဓာတွေရဲ့ပေါက်ပြန်ပြောင်းလဲပြီးတော့နေတဲ့ယုံနာခန္ဓာတွေရဲ့မတည်မြဲပုံတွေကိုပြောင်းလဲနေပုံတွေအစားထိုးနေပုံတွေကိုတခြားလားဉာဏ်နဲ့ပဲသိရဉာဏ်နဲ့ပဲသိရဉာဏ်နဲ့သိရအဲ့တော့ရူပခန္ဓာဆိုတာတခြားလားယုတ်တရားပါဝေဒနာခန္ဓာရဲ့ဉာဏ်ခန္ဓာရဲ့သင်္ခါရခန္ဓာရဲ့ဝိညာဉ်နဲ့ခန္ဓာရဲ့ဆိုတော့နာမ်ခန္ဓာ၄ပါးမရှိဘူးရှိပါတယ်ဗျာဒါဆိုရင်တရားဟောတရားတော်မှာခန္ဓာ၅ပါးကိုအကျဉ်းချုပ်လိုက်တဲ့အခါကျတော့ယုံနဲ့နာမ်ပဲရှိတယ်။ဘာနဲ့ပါပဲရှိတယ်။ယုံနဲ့နာမ်ပဲရှိပါတယ်။ခန္ဓာကဘယ်နှပါး၅ပါးပါဗျာ။အကျဉ်းချုပ်တော့ယုံနဲ့နာမ်အဲ့တော့ဒီရတဲ့ဒီခန္ဓာ၅ပါးကြီးတွေပြင်နေသူ့အလိုလိုဖြစ်တာလားအကြောင်းကြောင့်ဖြစ်တာလားအကြောင်းကြောင့်ဖြစ်တာပါဒါဆိုရင်အကြောင်းကြောင့်ဖြစ်တဲ့ဒီခန္ဓာကအကျိုးတရားခန္ဓာကြီးပေါ့မှန်ပါဗျာဘာခန္ဓာပါလဲအကျိုးတရားခန္ဓာအဲ့ဒီအကျိုးခန္ဓာဆိုတဲ့အကျိုးတရားဒီခန္ဓာ၅ပါးဒီကနေ့နှစ်ပေါ်တဲ့မှာသူတော်ကောင်းတို့ရောက်နေဘူးလားရောက်နေပါတယ်ဗျာဒီသဘောဝဒေသနာတော်တင်ကြည့်မယ်ဆိုရင်သူတော်ကောင်းတို့တစ်ပေါ်တဲ့မှာလားနှစ်ပေါ်တဲ့မှာလားနှစ်ပေါ်တဲ့မှာပါဗျာနှစ်ပေါ်တဲ့မှာရောက်နေတာအခြားလားအကျိုးတရားပါခန္ဓာဘယ်နှပါးရ၅ပါးရအဲ့တော့ဒီခန္ဓာ၅ပါးဒီပြည်သူတော်ကောင်းတို့သူ့အလိုလိုဖြစ်တာလားအကြောင်းကြောင့်ဖြစ်တာလားအကြောင်းကြောင့်ဖြစ်တာပါအကြောင်းကြောင့်ဖြစ်တဲ့တရားဆိုတော့အဲ့ဒီအကြောင်းတရားကဘယ်တော့မှအကြောင်းလဲဆိုရင်လိုလေပြီးတော့အတိတ်ကာလရေသသောဘာသဝံဒေသနာတော်မှာတိတ်ွက်ထဲမှာအဲ့ထဲမှာပါလေတိတ်ွက်ထဲမှာပါအဲ့တော့တိတ်ွက်ထဲမှာရှိနေတဲ့တရားတွေကဘယ်တရားတွေလဲဆိုရင်ဝိဇ္ဇာနဲ့သင်္ခါရအဲ့ဒါလည်းပါလို့ဝိဇ္ဇာနဲ့သင်္ခါရဒါဆိုရင်တို့ကောင်းလို့ဝိဇ္ဇာဆိုတာတရားလားသစ္စာမသိတာသစ္စာမသိတာဩတို့ကောင်းလို့နေရာအရာဌာနလည်းမသိတဲ့ဝိဇ္ဇာကိုပြောလို့ရပါမလားမရပါဘူးဗျာမရဘူးဝိဇ္ဇာရဲ့မသိခြင်းရှိချက်ရှိလည်းချက်ရှိပါလေရှိချက်ရှိပါလေအဲ့ဒါတို့ကောင်းလို့ဒုက္ခသစ္စာမသိတာဝိဇ္ဇာသမုဒယသစ္စာကိုမသိတာဝိဇ္ဇာမဂ္ဂသစ္စာကိုမသိတာဝိဇ္ဇာနိရောဓသစ္စာကိုမသိတာဝိဇ္ဇာပုပ္ပါဒဆက်ကိုမသိတာဝိဇ္ဇာအပရဏဆက်ကိုမသိတာဝိဇ္ဇာပုပ္ပါဒဆက်ပရဏဆက်တပါးကိုမသိတာဝိဇ္ဇာပရိစ္ဆသမုပ္ပါဒကိုမသိတာဝိဇ္ဇာအကျဉ်းချုပ်တော့တရားလားသစ္စာမသိတာသစ္စာမသိတာသစ္စာမသိတဲ့ဝိဇ္ဇာတွေတို့ကောင်းလို့မဟုတ်ပြီးတော့အဲ့ဒီမှာကံသင်္ခါရတွေကြိုးစားနေတော့ကြိုးစားပါဘယ်
ယ်တော့ကြောစားတာလဲ အတိတ်တော့လား လုံးလေ လေပြီးတော့တေကာလာ လုံးလေပြေးလေးထဲလိုက် မလားပါ အတိတ်ဆိုအတိတ်မပြည့်စုံ မလားပါ လုံးလေပြေး ပြီး တော့ တော့အတိတ်ကာလာ ဒီလိုရှင်ကဘာပါဏိတဘုရားဆရာတော်ဘုရားကြီးကပြည်ပြည်စုံစုံရေးတာလေလုံးလေပြေးတော့အတိတ်ကလာသူတို့ကသင်္ခါရ၃မျိုးကြိုးစားကြတယ် ကြိုးစားပါတယ်ဗျာ အဲ့ဒါလည်းဆိုရင် ပုံညာပြီးသင်္ခါရအပုံညာပြီးသင်္ခါရအနေစာပြီးသင်္ခါရ သုံးမျိုးကြိုးစားလို့ ကြိုးစားပါတယ်ဗျာ ခြားလာသစ္စာမသိပဲနဲ့လုပ်ခဲ့ သစ္စာမသိပဲနဲ့လုပ်ခဲ့ သ တာ စ္စာမသိပဲနဲ့ကြိုးစားခဲ့။ဘောညာပြီးသင်္ခါရဆိုတာအတိတ်ကကိုယ်ဆိုရင်မလုပ်ခဲ့ဘူး လုပ်ခဲ့ပါတယ်ဗျာ ။ကိုယ်ဆိုရင်လုပ်ခဲ့တယ်။ကိုယ်ဆိုရင်လုပ်ခဲ့တဲ့အတွက်ကိုယ်ဆိုရဲ့ကံအားလျော်စွာအဲ့ဒီကိုယ်ဆိုကံကြောင်းတရားတွေကနေ့အတွက်ထဲမှာဒီကောင်တို့လူဘဝလူခန္ဓာတွေရအောင်ခန္ဒီမပေးခဲ့ဘူး ခန္တီးပေးခဲ့ပါတယ် ။တခြားလားကုသိုလ်လား ကုသိုလ်တွေပါ ။အဲဒီကောင်တို့ကောင်းမှုဆိုတဲ့ကုသိုလ်ကံကြောင်းတရားတွေကလည်းပဲဒါနာကုသိုလ်ကံနဲ့သီလကုသိုလ်ကံအဲ့ဒီကုသိုလ်ကံတွေကနောက်တစ်ခါသတော်လို့နတ်ပြည်နတ်ခန္ဓာတွေရောမရစီဘူးလား ရနေပါတယ်ဗျာ ကိုယ်ထဲမှာလည်းဆိုရင်နေ့ရဲ့ကိုယ်ထဲမှာခန္ဓာဘာပါ ၅ပါးပါဗျာ ဘုနတ်ပြည်နဲ့နတ်လောကမှာရောက်နေကြတဲ့နတ်တွေလည်းခန္ဓာဘာပါ ၅ပါးပါဗျာ လောကလူစားတွေမှာလည်းခန္ဓာဘာပါ ၅ပါးပါဗျာ အဲ့ဒါသူတို့ကုသိုလ်ကံပို့ပေးတာဘုညာပြည်သင်္ခါရဆိုတာတခြားလားကုသိုလ်လား ကုသိုလ်ပါဗျာ နောက်တစ်ခါအောက်ဘုညာပြည်သင်္ခါရအတိတ်ကသစ္စာတရားတွေမသိမောင်းနေပုံမှန်ပြီးတော့အကုသိုလ်တွေလုပ်ကြတာမရှိဘူးအကုသိုလ်ကံအားတွေကတော့ကျိုးပဲပြီးပေးလိုက်တဲ့ခါကျတော့နေ့ကွက်တာမှာအပေခန္ဓာတွေရမရှိဘူး ရှိပါတယ်ဗျာ အပေလေးပါးရောက်တဲ့တတ္တဝါတွေမရှိဘူး ရှိပါတယ်ဗျာ သူတို့လည်းခန္ဓာဘာနှပါ ၅ပါးပါဗျာ ငါးပါးပြီနောက်တစ်ခါသူတို့ကတော့အာနိစာပြီးသင်္ခါရလို့ဆိုတဲ့တပဋ္ဌာန်လုံးတွေအတိတ်ကကြိုးစားခဲ့တာမရှိဘူး ရှိပါတယ်ဗျာ အဲကြိုးစားခဲ့တဲ့အလျောက်သစ္စာမသိဘဲနဲ့ယက်တံပြီးတပဋ္ဌာန်လုံးတွေကြိုးစားခဲ့တော့နေ့အကွက်ထဲမှာမြမပြီးမြမခန္ဓာတွေရမှာပြောတာ ရနေပါတယ်ဗျာ ဒီမှာလည်းခန္ဓာဘာနှပါအဲ့လိုပြောလို့လူ့ဘဝလူခန္ဓာကြီးတွေပြီးနေသူတို့ကတော့ရလာတဲ့ခန္ဓာသည်ဒုက္ခသစ္စာအသစ္စာလည်း ဒုက္ခသစ္စာပါ အဲ့တော့လက်ပြည်တလောကမှာရနေတဲ့လက်ခန္ဓာ၅ပါးကိုခြားလာဒုက္ခသစ္စာ ဒုက္ခသစ္စာ ဒီမှာပြည်ဒီမှာခန္ဓာမှာရနေကြတဲ့ဒီမှာလည်း ဒုက္ခသစ္စာ ခန္ဓာ၅ပါးကဒုက္ခသစ္စာအပြည့်ပုံဝင်ရောက်နေရတဲ့အဲ့ဒီစံရဲ့ခန္ဓာလည်း၅ပါးပဲမဟုတ်လားဘုလည်းပါသစ္စာ ဒုက္ခသစ္စာ ဒုက္ခသစ္စာပဲအဲ့ဒါသစ္စာတရားတွေသိအောင်ဉာဏ်နဲ့သိအောင်မကြိုးစားသေးဘူးဆိုဒုက္ခသစ္စာဒုက္ခသစ္စာမသိပါ မသိပါဘူးဗျာ မသိဘူးတော့စလို့ဒီထဲမှာတန်တရားထဲမှာကျင်လည်နေရတဲ့ပုဂ္ဂိုလ်တွေမရှိဘူး ရှိပါတယ်ဗျာ ဒါမှမဟုတ်ဒီလိုလည်းပဲနေလာလိုက်တာမိသားစုအသက်အရွယ်ကြီးရင်ဒီတနေ့ကျတော့သေခြင်းသဘောတရားနဲ့ရေစံပြီးသစ္စာမသိဘဲနဲ့ဒီဘဝလေးအထောက်ပါသွားတယ်အများကြီးပဲအများပါ များပါတယ် အရှာလာညာလို့ ညာလုံးကိုမလုံး အဲ့ဒါတော့ရေစံရတဲ့ခန္ဓာကိုတို့ကတော့ဒုက္ခသစ္စာကိုဒုက္ခသစ္စာမှန်လို့ညာနဲ့တော့ပေါ်ပြပြပန်းပန်းချာချာတို့ကတော့ဝိပဿနာလို့ညာလို့တယ်မလို့သေးဘူးဆိုလို့ရှိရင်ရှာလာညာပြောင်းတယ် ညာပြောင်းတယ် ကိုပြစ္ဆုတ်ကတဲ့မှာဝိပဿနာတရားတွေရိုးစားဝါမြေအားထုတ်မှုတွေမရှိသေးဘူးဆိုရင်ခန္ဓာရဲ့ဒုက္ခသစ္စာကိုဒုက္ခသစ္စာပဲလို့သိနိုင်ပါ မသိနိုင်ပါဘူး ဒီခန္ဓာရဲ့ဒုက္ခကိုဒုက္ခသစ္စာပဲလို့မသိနိုင်ဘူးတခြားလားဝိပဿနာမကြိုးစားဘူး ဝိပဿနာမကြိုးစားတော့ ဉာဏ်လို့ဒီလိုမလို့သေးဘူးဆိုရင်ခန္ဓာရဲ့ဒုက္ခသစ္စာကိုမသိဘူးမသိတော့တကယ်တော့ဘာလဲခန္ဓာကိုလိုချင်တဲ့တဏှာဝေဒနာပစ္စယ ဒနာ နေ့ဝရရတော့ဝရရဘယ်ဘူးသွား သုံးအခွဲတဲ့အခုပါ အဲ့ဒါတို့ကတဏှာနဲ့ဒီခန္ဓာကိုလိုချင်လား လူကျမလေး လိုချင်တယ်တော့တို့ကစီးအောင်ပါပဲ မှန်လားပါ ဒုက္ခသစ္စာကိုမသိဘူးတဏှာနဲ့လိုချင်တယ်အာမမသိဘူး ဒုက္ခသစ္စာမှမသိဘူး မကြည့်ပါဒုက္ခသစ္စာမှမသိလို့တဏှာနဲ့ခန္ဓာကိုလိုချင်တယ်ဟုတ်လား ဟုတ်ပါတယ် အဲ့တော့တို့ကတော့ရရတဲ့ဘဝခန္ဓာတွေကိုတဏှာနဲ့လိုချင်လို့ရလာတော့ဥပါဒဆွမ်းမ်းမှုတွေမလာဘူးလား လာပါတယ်ဗျာ အားရဆွဲလန်းတယ်ဒုက္ခသစ္စာမှမသိလို့ဆွဲလန်းဟုတ်လားနောက်တစ်ခါတော့က
ကံမဘွားဆိုတဲ့ကံကြောင်းတရားတွေကိုယခုပြည့်စက်ပစ္စုပန်ကာလမှာထပ်မကြိုးစားဘူး ဒါကြိုးစားပါတယ်ဗျာ အပြေမကြိုးစားတယ်ဘာကြောင့်ကြိုးစားရလဲဆိုရင်ဒုက္ခသစ္စာမှာ မသိလို့ ယခုပြည့်စက်ပစ္စုပန်ကာလဘယ်ကာလ ယခုပြည့်စဲပြည့်စုံပါကာလမှာ တရားဘယ်နှမျိုးနဲ့ ဒီမျိုးနဲ့လဲနေ သစ္စာတရားတွေမသိဘူးကြိုးစားမှုတွေမရှိသေးဘူးဆိုရင်နေ့စဉ်ဘဝထဲမှာတရားရှင်းမျိုးနဲ့လဲတယ်လဲလား လဲပါတယ်ဗျာ ဝိပဿနာတရားတွေအမြဲတမ်းကြိုးစားမှများအားထုတ်နေကြတဲ့ယောဂီသူတော်စင်တို့မှာတော့သူတို့ကတရား၅မျိုးနဲ့တရားဘယ်နှမျိုးနဲ့ 5မျိုးပါဗျာ အဲ့ဒီတရား၅မျိုးကရူပ လေခန္ဓာဝေဒနာခန္ဓာဉာဏ်ခန္ဓာပင်ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာ ဩဒီခန္ဓာကိုဒုက္ခသစ္စာကိုဒုက္ခသစ္စာပဲလို့ဝိပဿနာဉာဏ်လေးနဲ့အမြဲတမ်းကြိုးစားပြီးကြည့်နေတယ် ကြီးနေပါတယ် အဲ့တော့ဝိပဿနာတရားတွေအမြဲတမ်းကြိုးစားနေတဲ့ယောဂီသူတော်စင်တို့မှာတော့နေ့စဉ်ဘဝထဲမှာတရား၅မျိုးနဲ့ကျင့်နေတယ်ဟုတ်လား မှန်ပါဗျာ အဲ့တော့ဒီကောတရားလက်လွတ်နေပဲဥပဒနာတရားတွေအားထုတ်မှုတွေမရှိသေးဘူးဆိုရင်တရားရှင်းလို့နဲ့တရားနဲ့မတရားဘူး လဲရပါတယ်ဗျာ အဲ့တော့ဒီဘုရားတဲ့ပစ္စုပန်ကာလမှာဒီကောတရားရှင်းလို့နဲ့လည်းဒီဓာတိမှာကာရီထပ်ပြီးတော့ကြိုးစားလိုက်တဲ့အခါကျတော့သစ္စာသတိပဲနဲ့ဘာမသိပဲနဲ့ သစ္စာမသိပဲနဲ့ ရာဒီကြောင်းဆောင်ရှိကုသိုလ်ကအတိအအမျိုးမျိုးတွေလုံးလား လုံးပါတယ်ဗျာ လုံးတယ်အခုပစ္စုပန်ကာလမှာကုသိုလ်တွေလုံးကုသိုလ်တွေလုံးပြီးပြုလုပ်ပြီးတော့အဲ့ဒီကုသိုလ်ရဲ့ဆွမ်းသတ္တိအားလေးကိုဆိုမိမိတို့လိုချင်တောင်းတာတဲ့နတ်ပြည်တော်ကလည်းသုတော်ရင်တောင်းပါပဲ မှန်လားပါ တောင်းဖို့လား လုံးပါတယ် ဘုရားရဲ့ဉာဏ်ပတ်စကြီးတွေကပ်ပြီးတော့နတ်ပြည်တော်ကချမ်းသာတယ်ဒီတောင်းတာလည်းမရှိဘူး ရှိပါတယ်ဗျာ လေးပြည်လူကလူချမ်းသာတကယ်အစ်စ်တင်ပြီးတောင်းတာလည်းမရှိဘူး ရှိပါတယ်ဗျာ အဲ့လိုကံကြောင်းတရားတွေဖြတ်ပြီးတော့ကြိုးစားလိုက်မယ်ဆိုလို့ရှိရင်တော့နောက်အနာဂတ်ကာလမှာသူတို့ကောင်းလို့နေဗံကိုရပါလားခန္ဓာပဲ ခန္ဓာပဲရပါ ခန္ဓာပဲရပါအရိယပါလေ ခန္ဓာပဲရပါ ဇာတိဆိုတဲ့သူတို့ကောင်းခန္ဓာတွေမရပါ ရပါတယ် ခန္ဓာဘဝပစ္စယ ဇာတိ ဇာတိတော့ဝရနေပြီးတော့ဒီကိုယ်လည်းကူသွားပြီကူသွားလား ကူးသွားပါတယ်ဗျာ အဲ့တော့ဇာတိမှာရပြီဆိုရင်ဇရာနဲ့မနတာဩဒီရမလား ရပါတယ်ဗျာ နောက်ထပ်ရတဲ့ဒီကောင်တော့ကုသိုလ်ကံအနည်းဆိုတော့နတ်ပြည်နလောကရမယ်ဆိုရင်လည်းနတ်ပြည်လည်းခန္ဓာပဏ္ဏမ 5ပါးပါဗျာ အလူပြည်နလောကပုတ်ပဲလေဒီကောင်တော့ကုသိုလ်ကံကလူခန္ဓာရရမယ်ဆိုရင်နောက်အနာဂတ်ကာလမှာလူဘဝလည်းခန္ဓာပဏ္ဏမ 5ပါးပါဗျာ ဒီလိုကောင်တော့သမထကကြောင်းတရားတွေကြိုးစားလို့သမထလုပ်တွေလုပ်ပြီးတော့ဒီကောင်တော့နောက်ထပ်ရတဲ့ဘုရားမြမပြည်မြမခန္ဓာတွေရမယ်ဆိုရင်မြမတွေလည်းခန္ဓာပဏ္ဏမ 5ပါးပါဗျာ အခုပြည်တဲ့ပစ္စုပန်ကာလမှာသူတော်ကောင်းတို့ဝိဇ္ဇာအမောင်ဖုံးပြီးတော့အမဖွင့်ကြတာပဲနဲ့အကုသိုလ်တွေနဲ့သူတော်ကောင်းတို့အကုသိုလ်ကံတွေလုံးနေတယ်မရှိဘူး ရှိပါတယ်ဗျာ အဲဒီအကုသိုလ်ကံကပေါ်ပြလိုက်ပြန်တယ်နောက်အနာဂတ်ကာလမှာသူတော်ကောင်းတို့ပဲလေးပါးခန္ဓာတွေမရနိုင် ရနိုင်ပါတယ်ဗျာ ပဲလေးပါးခန္ဓာတွေဆိုတော့အဲ့ဒီစံဘဝမှာလည်းခန္ဓာဘယ်နှပါး 5ပါးပါဗျာ အဲ့တော့အတွေ့အကြုံတော့ပါသေးစ ဒုက္ခသစ္စာပါ အဲ့တော့နောက်အနာဂတ်ကာလခန္ဓာတွေရပြန်တော့လေးခုတည်းမှာဒုက္ခသစ္စာပဲရမှာဟုတ်တယ်နော်အဲ့တော့ဒီကောင်တော့ဝိဇ္ဇာနဲ့သင်္ခါရကိုဒီကောင်တော့ပြန်ကြည့်လိုက်တော့တခြားလားသမုဒိယသစ္စာ သမုဒိယသစ္စာပါ သမုဒိယအကြောင်းခံတော့အဲ့ဒီမှာခန္ဓာ၅ပါးအကျိုးတရားဒုက္ခသစ္စာကိုမရဘူး ရပါတယ် ဒုက္ခသစ္စာရရတယ်ပါလေထပ်ပြီးတော့ဒီမှာတဏှာဥပါဒကံဆိုပြီးတော့သမုဒိယထပ်ပြီးတော့ယခုပြတဲ့ပစ္စုပန်ကာလမှာသမုဒိယထပ်အကြောင်းခံမယ်ဆိုရင်နောက်အနာဂတ်ကာလမှာဇာတိစရာဝရဏဆိုတဲ့အကျိုးတရားဒုက္ခသစ္စာတွေထပ်မရနိုင်ဘူး ရနိုင်ပါတယ်ဗျာ ဒါဆိုရင်သူတော်ကောင်းတော့နိဗ္ဗာန်ကိုဝေးနေပါ မှန်လားပါဗျာ ဘာနဲ့ဝေးပါ နိဗ္ဗာန်နဲ့ဝိဓိမှာ နိဗ္ဗာန်နဲ့ဝေးနေမှာတန်ရာထဲမှာအဆုံးစံကျင်းလည်ပြီးတော့လူဘဝလူခန္ဓာလေးရလိုက်နတ်ဘဝနတ်ခန္ဓာလေးရလိုက်မြမဘဝမြမခန္ဓာလေးရလိုက်အဲဒီစံဘယ်လေးပါခန္ဓာလေးရလိုက်တန်ရာထဲမှာကျင်းလည်ရပါ လည်ရပါတယ်ဗျာ ဒါဆိုရင်တော့သူတော်ကောင်းဒုက္ခဒုက္ခဆင့်ပြီးဒုက္ခတွေထပ်တယ် မှန်လားပါ ဟုတ်လားဟုတ်လား ဟုတ်ပါတယ်ဗျာ အဲ့တော့သူတော်ကောင်းတို့မိမိတို့တန်ရာထဲကလွန်မြောက်ခြင်းတဲ့အခါကျမှတခြားလို့ကိုတော့မှာလားညာလို့ကိုတော့ ညာလို့ကိုလောက်ရမှာ ညာလို့လို့ရမယ်ညာလို့ကိုမကြိုးစားသေးဘူးဆိုလို့ရှိရင်သူတို့ကောင်းလို့ရလာတဲ့ဘဝခန္ဓာတွေရဲ့ဘဝမှာတော့အကြောင်းအကျိုးတော့ခဲပါ မ
မကွဲပါဘူးဗျာ အကြောင်းကြောင့်ဖြစ်နေတဲ့အကျိုးတရားခန္ဓာကြီးပဲလို့တော့သိပါမ မ လား သိပါဘူးဗျာ မသိဘူးဆိုရင်တော့အကြောင်းတရားတွေပဲဉာဏ်ရှင်းတယ်ပါ ရှင်းနိုင်ပါဘူး ရှင်းတယ်ကိုမရှင်းတယ်လို့ဆိုရင်တခြားကမ္မလားကိလေသာကမ္မလား ကိလေသာကမ္မပါ ဟာပါလေ ကိလေသာ ဝိစီကိလေသာဟာပါလေ ဝိသိကိစ္စကိလေသာ ဝိစီကိစ္စရဲ့သဘောတရားလေးပြောပါဦးဆိုသူကယောမာခြင်းသဘောတန်စေရဟာပါလေ ယုံမာခြင်းဘောတန်တရား အကြောင်းတရားပေါ်မှာဉာဏ်မရှိဘူးဆိုရင်အကျိုးတရားဒီခန္ဓာ၅ပါးထဲမှာလည်းဉာဏ်ရှင်းနိုင်ပါ ရှင်းနိုင်ပါဘူးဗျာ မရှင်းနိုင်ကြတော့ဒီလိုကတော့ငါတို့ဘာယောက်ျားမှာပုဂ္ဂိုလ်တ attva တွေချင်းဆွဲတာမရှိဘူးလား ရှိပါတယ်ဗျာ ရှိတယ်ငါတွေရှိတယ်သူတွေရှိတယ်ပုဂ္ဂိုလ်တ attva တွေရှိတယ်လူယူဆွဲထားတယ်ဒီလိုကတော့ယူဆွဲတွေမရှိဘူးလား ရှိပါတယ်ဗျာ အဲ့ဒါတက်ကာယဒိဋ္ဌိဗာဒိဋ္ဌိ သက်ကာယဒိဋ္ဌိပါ အဲ့တော့ဒီလိုကတော့ရရတဲ့ဘဝခန္ဓာတွေကိုခိုင်းနေညဲတယ်လို့ယူဆွဲထားတာမရှိဘူးလား ရှိပါတယ်ဗျာ ရှိတာပေါ့တက်ကာယဒိဋ္ဌိရဲ့သဘောတရားလေးကိုအပြည့်အစုံပြောမယ်ဆိုရင်ငါကိုငါငါဥစ္စာငါသားငါဇနီးငါပစ္စည်းလို့ယူဆွဲထားတဲ့ယူဆွဲမှန်သမျှဒီတက်ကာယဒိဋ္ဌိဘာဒိဋ္ဌိပါလဲ သက်ကာယဒိဋ္ဌိပါ နောက်တစ်ခါသူတို့ကတော့ရရတဲ့ဘဝခန္ဓာတွေရဲ့ပုံမှာပဲသူတို့ကတော့ခိုင်းတယ်မြဲတယ်တီးတယ်တန်းတယ်ဘဝမှုတယ်လိမ့်ပြလွတ်တယ်ဝိညာဉ်တွေတယ်အသက်ထွက်သွားတယ်ယူဆွဲထားတဲ့တတ္တရဒိဋ္ဌိရဲ့သဘောတရားတွေလည်းမရှိဘူးလား ရှိပါတယ်ဗျာ ရှိတယ်အဲ့ဒါဘာဒိဋ္ဌိပါလဲ သတ္တရဒိဋ္ဌိပါ အဲ့တော့သူတို့ကတော့တို့ကနာဘဝအကြောင်းမစဉ်းစားဘူးဒီဘဝအတွက်ပဲစဉ်းစားတယ်ဒီဘဝကပျော်ပျော်နေမယ်ဒီဘဝဒီကုံနဲ့ခံမဲ့ဆက်မဲ့နောက်ဘဝနောက်ကုံနဲ့ခံမဲ့ဆက်မဲ့လို့ယူဆွဲထားတဲ့သူတို့ယူဆွဲတယ်မရှိဘူးလား ရှိပါတယ်ဗျာ အဲ့ဒါဥစ္စေနာဒိဋ္ဌိဘာဒိဋ္ဌိပါလဲ ဥစ္စေရာဒိဋ္ဌိပါ အဲ့တော့သူတို့ကတော့ပြောမဲ့ဆိုရင်ဒီခန္ဓာမှာဒိဋ္ဌိတန်းလိုက်တဲ့ဖြစ်နေပြီဟာပါလေ ဒိဋ္ဌိပါ အဲ့တော့ဒိဋ္ဌိအစွမ်းတွေမှာရှိပြီဆိုလို့ရှိရင်တော့အပေတကားကြီးကပုတ်ပြီပေါ့ဘုရား ဝိမာလည်းဗျာ ဒိဋ္ဌိသည်အပေရဲ့ယောစီရှိရင်အပေလေးပေါ့အဲ့တော့သူတို့ကအပေလေးမှဆိုတာဘာလဲလဲဆိုရင် ငရေ အေ ရေ ရိစ္ဆာ ရေ ဣရိယာအတုရကေဇာလာပေရဂါယုတ် ဘယ်တခါကြီးပွင့်ပါလဲ အဲ့တော့ဒီကနေ့တော့ကံကောင်းကောင်းမှလို့ပယ်လေးပါးကလွတ်လာတာလွတ်လာတာ လွတ်လာ ကံကောင်းတယ်ဆက်ပြီးတော့ဒီကောင်တော့ကောင်းမှုကိုယ်ဆိုရင်ဆက်လက်ကြိုးစားပြီးတော့ဒီဘဝနဲ့တပါမြင်တဲ့မြင်ဆိုတဲ့တိုင်းကိုယ်ဆိုတရားတွေဒါနကိုယ်ဆိုတရားသီလကိုယ်ဆိုတရားတမထဟုတ်လားဝိပဿနာဆိုတဲ့ဘာဝနာတရားတွေတနည်းအားဖြင့်ခန္ဓာဉာဏ်ရောကျင့်ဉာဏ်တော်တွေမကြိုးစားရမှာ ဒုက္ခပါ အဲ့တော့ရောက်လာတဲ့ဘဝဒီကောင်အလင်းနဲ့ကဘယ်ကပါ အလင်းနဲ့ရလာတာပါ အလင်းတွေကလည်းအလင်းတွေပြန်နေတော့ မှန်လားပါ ဘောပါရလား ဟောပါတယ် အဲ့တော့သူတို့ကအလင်းတွေကလာပြီးတော့အလင်းတွေမှာနေပြီးအလင်းဆိုတာသာသနာရဲ့အလင်းအောင်မရောက်ဘူး ရောက်ပါတယ် သာသနာရဲ့အလင်းအောင်လူရည်လို့ဒါဖြစ်နေပါလေရဲ့အကုသိုလ်တွေပြုပြီးတော့သူတို့ကတော့အမှောင်နဲ့ပြန်သွားမယ်ဆိုရင်တော့လူဖြစ်ရှုံးမှာပေါ့တခြားလားအမှောင်လား အမှန်ပါဗျာ အမှောင်ဆိုတော့ပဲလေးပါတော့ဒီမှာပြပြတာပါ ပြတာပါ မဲပေါင်းနေတယ်အမှောင်နဲ့ပေါ့အမေလေးပါကိုသွားရင်ပြန်တက်ဖို့ လွယ်ပါဦးဗျာ တော့ဟုတ်တယ်မလားအဲ့တော့ဒီကတော့ဒီကနေ့သူတော်ကောင်းတို့ဟောမယ်တရားကတရားရှာရင်အိမ်ကိုပါရမယ်ဘယ်ကိုပါရဒီကတော့ဘယ်ကိုယူတော့ဟဲ့မရသေးတယ်တရားနိုင်အိမ်ကိုပါရမယ်ဘယ်ကိုပါရမှာလဲအဲ့တော့သူတော်ကောင်းတို့ပြောခြင်းနာကဒီနေရာမှာအိမ်ဆိုတာကသူတော်ကောင်းတို့လောကထဲမှာနေနိုင်ကြတဲ့မိမိရဲ့အိမ်ကြီးရာလေးတွေရှိတယ် ရှိပါတယ်ဗျာ အဲ့ဒါကိုလည်းဘယ်လိုခေါ်လဲ အိမ် အိမ်ဒီခန္ဓာမှာလည်းဘယ်လိုခေါ်လဲ အိမ် ခန္ဓာအိမ်အားလေ ခန္ဓာအိမ်ပါဗျာ အဲ့ဒီအိမ်လေးမျိုးမှာဥစဉ်ပြောတဲ့ခုအိမ်ကခန္ဓာအိမ်ကိုပြောတာ မှန်လားပါ ရှင်ရောရှင် ရှင်းပါတယ်ဗျာ ယောဂီပေါင်းတရားရဲ့ကောင်းစဉ်လေးကပါပါလေ
တရားရှာရင်အိမ် တ ကို ရာနိုင်အိမ်ကိုပါရမယ်ဘယ်ကိုပါရမှာလဲ အိမ်ကိုပါ မိမိခန္ဓာမှာပါသွားရမယ်ဟုတ်တယ်နော်အဲ့ဒါတို့ကတော့ဘုရားရှိခိုးတော်မြတ်ကတရားနိုင်အိမ်ကိုပါရမယ်ဆိုတဲ့တရားဓမ္မဒေသနာတော်ကိုဘုရားရှိခိုးတော်မြတ်ဘယ်မှာဟောခဲ့တာလဲဆိုရင်အာလဝေပြီတဲ့ပါဠိပါလေ အာလဝီ အာလဝေပြီဆိုတာကြားဘူးတယ်မဟုတ်လားအာလဝေပြီရဲ့တို့ကတော့ဘိုးတို့ကတော့အရှိမြောင်းရောယုံမှာဘယ်မှာပါလဲ ရှေ့နောက်ယူ အဲ့ကလဝလို့အမိရတဲ့အကြောင်းတိုင်းရှိသည်ကျောင်းနာမည်အမိပါပါလေ အက်က အဲ့ကလဝအာယေကခန္ဓာနှလုံးစင်ဘက်ကလာကြည့်အဲ့ကလဝဘက်ကဝိုင်းပါအဲ့တော့အာလဝီအဲ့ကလဝအကြောင်းတိုင်းကြီးမှာဘုရားရှင်ကိုယ်တော်မြတ်တရေတော်တော်မူစဉ်ကတရားနိုင်ခန္ဓာအိမ်ကိုပါရမယ်ဆိုတဲ့တရားကိုသစ္စာတရားတွေပြတ်ဖို့တာဟောကြားခဲ့တယ်မဟုတ်လား ဟောပါတယ်ဗျာ တခြားသစ္စာတရားတွေ သစ္စာတရားတွေပါ သစ္စာတရားလည်းမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်အာလဝီဒီအက္ခာတော်မှာကြောင်းတကြီးမှာတရေတော်ဒေဝမူတေကာကာလကတရေတော်ကာလဘုရားရှင်ကိုယ်တော်မြတ်အာလဝီမြေမြို့တွေကိုနောက်ပါတတိသာတန်က900ချမ်းရပြီးတော့ဆုံးနိုင်ကြမကြွအောင်နော် ပြောပါတယ် မိမိတို့ညီရန်ထဲမှာအတိအသေးကလေးထဲမှာမြတ်ဗုဒ္ဓဆုံးနိုင်ကြနေတယ်ဒီဆိုတာလေးကိုတခြားအာယုန်ထဲမှာကြည့်ပြီးကြည်ရွာပါအာယုန်ထဲမှာမြင်နေရအားလုံးပါလေ အာယုန်ထဲမှာမြင်နေရ မိမိရဲ့အာယုန်ထဲမှာမြင်ပြီးတော့နောက်ပါသံဃာတတိသာ900ချမ်းရပြီးတော့မြတ်ဗုဒ္ဓဆုံးကကြွတော်မူတယ်တဲ့ဆုံးကကြွတော်မူပြီးတော့အာလဝီမြို့သူမြို့သားတွေဘုရားရှင်ကိုယ်တော်မြတ်ကြွလာမယ်လို့တရေတကားတွေကနေကြားတယ်ကကြတော့အာလဝီမြို့သူမြို့သားတွေကသူတော်ကောင်းတို့ဘုရားမှုရှိတဲ့နတ်ဘာသာတော်ရှင်သူများတွေကိုဆွမ်းပေါ်စေအာရတွေစက္ကလူရသည်မလူလား လူပါတယ်ဗျာ ခြားလာဆွမ်းနာနာ သောတာနာပါ ဆွမ်းနာလူသူကောင်းတွေမြို့ပြီးတော့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရာဇာနာတာသူတော်ကောင်းတို့နေရာထိုင်ခဲ့တဲ့မြို့ပြည်ပြီးတော့ဘုရားမှုရှိတဲ့သံဃာတော်ရှင်သူများတွေဆွမ်းနေလောင်းပြီးတော့ဆွမ်းနေသူတော်ကောင်းတို့လူနာပြီးတော့နေတယ်အဲ့ဒီမှာမြတ်ဗုဒ္ဓဆွမ်းနေတော့သူတော်ကောင်းတို့ဘုန်းပေးပြီးတဲ့တော်ဘုရားရှင်ကိုယ်တော်မြတ်တရားဟောဝေယံတွေတဲ့အာလဝီမြို့သူမြို့သားနဲ့သူတော်ကောင်းတို့နောက်ပါချမ်းရပြီးတော့လာတဲ့ပြည်သား900တွေတရားမတတ်ကြည့်တဲ့မှာဘုရားရှင်ကိုယ်တော်မြတ်တရားဟောပြင်ဆင်လား ပြည့်သိပါတယ်ဗျာ အဲ့လိုသူတော်ကောင်းတို့ဒီကာရမတွေမြို့သူမြို့သားတွေပြင်ဆင်ပေးထားတဲ့ဓမ္မတရပလင်တော်မှာဘုရားရှင်ကိုယ်တော်မြတ်တက်ရောက်တရင်တော်ပြီးတော့အာလဝီမြို့သူမြို့သားတွေနဲ့တဝါနောက်ပါတတိသာ900တို့ကိုမြတ်ဗုဒ္ဓတရားဟောသည်အားလုံးပါလေ ဗျာ အဲ့လိုတရားဟောတဲ့အခါကျတော့သူတော်ကောင်းတို့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကဟောခဲ့တဲ့တရားကမရဏနုတ္တိဘာဝနာတရားကိုဟောခဲ့တယ်တဲ့။ဘာတရားပါလဲ အရဏနုတ်တိ ။ဟောသိခြင်းသဘောတရားကိုအမြဲတမ်းဆင်ခြင်တာဆိုတဲ့တရားပေါ့။ဘာတရားပါလဲ ဒီပြင်းတစ်ပါးကိုအမြဲတမ်း ။အဲ့တော့သိခြင်းဆိုတဲ့သဘောတရားဟာအချိန်မရွေးသိနိုင်တယ်။မသိနိုင်ဘူး သိနိုင်ပါတယ်ဗျာ ။အဲ့လိုသူတို့ကတော့ပထမအရွယ်မှာလည်းပဲ သိနိုင်ပါတယ် သိနေတာပဲ။ဒုတိယအရွယ်မှာလည်း သိနိုင်ပါတယ်ဗျာ တတိယအရွယ်မှာလည်း သိနိုင်ပါတယ်ဗျာ အဲ့လိုသူတို့ကတော့အချင်းချင်းဒီခန္ဓာကြီးကမသိနိုင်ဘူး သိနိုင်ပါတယ်ဗျာ ။အဲ့လိုသူတို့ကတော့ဘယ်နေ့ပဲဘယ်ချိန်ပဲကာလသိရမယ်ဆိုတာသိလား ဒီပါပါ ။မသိဘူးတဲ့သူတို့ကတော့မသိတော့အသေးဘောကေမှာတခြားလားဝိပဿနာတရားတွေကြိုးစားရမှာလား ဝိပဿနာတရားတွေကြိုးစားမှာ တခြားလားဉာဏ်ဥပ္ပ ညာဥပါမှာပါ ဉာဏ်ဥပ္ပတော့သစ္စာတရားတွေသိအောင်ကြိုးစားထားဖို့တာဝန်ဒီမိမိတာဝန်ဟုတ်တယ်နော် မှန်လားပါ အဲ့တော့ခြေသားတို့ခြေသမီးတို့အဲ့ဒီခန္ဓာကိုယ်ကြီးဟာအချင်းချင်းသိနိုင်တယ်သိရင်သဘောတရားကိုအမြဲတမ်းနေတိုင်းနှလုံးသွင်းထားပါတနေ့တည်းလားနေတိုင်း သိတိုင်းပါ အဲ့တော့သူတော်တို့ခုဆိုလို့ရှိရင်နာလက်ကလာပေါ်ဆုံးပြီးတော့ညနေချင်းကနေညချမ်း
ဆိုနောက်ဆုံးတနေ့ကုန်းသွားမှာအဲ့တော့သူတို့ကောင်းလို့သိတယ်ငါလေးဆိုကြည့်ပါတနေ့ကုန်းပြန်ဒီကုန်းပြန်သာယုံနဲ့သာယုံနဲ့ဝေယံတည်းဒီလာမီဝေယံတည်းဒီလာမီတနေ့ကုန်းပြန်ဒီကုန်းပြန်သာယုံနဲ့သာယုံနဲ့နာယံတည်းဒီလာမီနာယံတည်းဒီလာမီတနေ့ကုန်းပြန်ဒီကုန်းပြန်သာယုံနဲ့သာယုံနဲ့တေယံတည်းဒီလာမီတေယံတည်းဒီလာမီအဲ့ဒီငါလေးကိုဆိုပြတာ ဆိုပြပါဦးဆိုပြတယ်နော်ဦးဇင်းတော်ဆိုပြပါလေမကြောက်ကြဆိုတယ်ဦးဇင်းနေတဲ့ကြောင့်တော်တယ်နောက်တောင်းတန်းလေးတွေရှိတောင်းဆိုနေဘွယ်ကနေလေးမှာဆိုအောင်တနေ့ကုန်သွားပါလားအဲ့တော့လေကားလေးကနေဒီချိုးရင်းစင်းလာတယ်ဆိုပါတနေ့ကုန်ပြန်လာရောက်တဲ့ဝီရတရဲ့ဒီလာပြီးမယုံကခါတဲ့ရဆင်းရတာအသက်ရွယ်နေရလာပြီညနေကွယ်နေလာပါလားဆိုတာတတိထားမိတယ်ဟောတနေ့ကုန်ပြန်လာရောက်တဲ့နာယတဲ့ဒီလာပြီးတဲ့ခန္ဓာဆင်းတဲ့ဆက်ရဟုတ်လားကျမယေရှုတော်ကနေဒီအမျိုးမျိုးတို့ကတော့ကျမယေရှုတော်ကိုဆေးတယ်ဘယ်လိုရအော်တနေ့ကုန်ပြန်လာရောက်တဲ့ရဲ့ဒီလာပြီးဒီနေ့ဘာလဲတည်ရမှာအရှိကထလာတဲ့လောကရရှင်းလောကရကထလာတဲ့မြီးသူတော်ကတော့အချင်းတနေ့ကုန်တော့လည်းနောက်သူတော်ကတော့နောက်ခေါ်ရချုံမသွားဘူးဝင်သွားပါတယ်အဲ့ဒီလိုပဲလူဘဝဆိုတော့သူတော်ကတော့ကြာကြာနေလို့မရှိပါဘူးရှိရလားရှိပါဦးကြာကြာနေလို့မရှိပါဘူးကံပေးသမျှနေရမယ်ဘာပေးသမျှကံပေးသမျှပါအဲ့တော့ကံပေးသမျှပဲနေရမယ်ဆိုတော့ဒီနေ့တရားမယ်ဆိုတာကိုယ်ကိုမသိဘူးလားသိပါတယ်ဗျာသိကြမယ်ဆိုတော့ဘုရားရဲ့ဘဝတန်တရားကြီးတခြားပြင်ဆင်ကြရပြင်ဆင်ကြပါပါဗျာပြင်ဆင်ကြတယ်သူတော်လောကကြီးမှာသူတော်ကောင်းတို့တစ်နေ့နေမှုတံမှုဘဝရဲ့နေမှုတံမှုမမြင်ရဘူးပြင်ရပါတယ်ဗျာပြင်တယ်မိမိရဲ့တန်တရားကြီးရဲ့အတွက်လည်းမြင်ရပါဗျာတန်တရားကြီးရဲ့အတွက်လည်းမြင်ရပါပါအရင်မကြည့်ဘူးကြီးပါတယ်ဗျာအဲ့တော့ဒီနေရာလေးကိုစတင်ကြလေးတွေတွေ့ကြပါစို့ဆိုတော့အားလုံးတော့ဟလာဦးစီးရဲ့မိဘရဲ့ဗရေဘောတို့ဘာလို့ဘောရောမာအားလုံးတော့ယောဂီသူတော်စင်ပေါင်းလို့မိမိတို့လည်းကန်ဆယ်လို့ကြုံလာခဲ့တဲ့ဇနီးတရားသမီးသားသာသမီမြင်းကြီးတွေအတွက်ထပ်တဲ့လောက်ရှားပွေဝဲတဲ့လောက်ပေးခင်ပြီးပြီဟုတ်လားဟုတ်ပါတယ်သူတို့တို့လည်းရှားပွေပေးတဲ့လောက်ရှားပွေပြီးပါပြီကိုယ့်အတွက်လည်းရှားတခြားကတရားရှားအဲ့ဒါကိုအများနဲ့လုံးနေတာအရာတော့မျက်စိပိတ်သွားတဲ့နောက်တခြားကထားရထားခဲ့ရပါသက်ရှိတဲ့တမဲ့အရာတော့ဆုံးရကိုယ်တော့ဘာမှဆိုလို့ကိုကြိုးစားထားတဲ့တရားဓမ္မပဲပါဘာပဲပါပါလေတရားရှင်တော်မြတ်တာဤကဲ့သို့ရှင်သာတော်จิตသမီးတော်အမြဲတမ်းဟရိခန္ဓာကိုကြီးဟာသင်တိုင်းနေသိရင်သဘောတရားအမြဲတမ်းကိုယ်ခန္ဓာမှာရှိတယ်မရှိဘူးလားရှိပါတယ်ဗျာတခြားကဗရဏလောကတိကမ္မထံကိုပွားများခိုင်းတာဗရဏလောကတိကမ္မထာကိုသိရင်သဘောတရားကိုအမြဲတမ်းနှလုံးသွင်းပြီးတော့ပွားများပြီးတော့နေပါအဲ့တော့ဒီကတော့သိရင်သဘောတရားကိုအမြဲတမ်းစီရင်တဲ့ပုဂ္ဂိုလ်တွေဒီထဲပါအောင်ပါမယ်မှန်ပါပါမိနေတဲ့ပုဂ္ဂိုလ်တွေလည်းရှိကောင်းရှိမယ်ဟုတ်တယ်နော်အဲ့တော့သိခြင်းသဘောတရားကိုအမြဲတမ်းနှလုံးသွင်းနေတဲ့ပုဂ္ဂိုလ်ဒီကောင်းမှုကိုခင်လိုတွေမပြောပစ္စည်းပေါ်တွင်ခေတ္တမရှိမြင်သည်မမြဲဒီလည်းမတွေ့ရောက်လဲနိုင်ပါချောင်းမျိုးသာမရဏနောတတိဝါယုတိတဲ့ကောင်းမှုကိုခင်လိုတွေမပြောပစ္စည်းပေါ်တွင်ခေတ္တမရှိမြင်သည်မမြဲသေလည်းမတွေ့ရောက်လေနိုင်ပါချောင်းမျိုးသာမရဏနောတတိဝါယုတိအမြဲတမ်းသိရတဲ့ဘောတရားနှလုံးသွင်းရတဲ့ပုဂ္ဂိုလ်ဒီကုသိုလ်တရားဓမ္မတွေရဲ့ပုံမှာခင်တဲ့ကုသိုလ်တရားဓမ္မတွေအမြဲတမ်းပြုလို့ဖြစ်တယ်မ
ပြုလုပ်ဖြစ်ဘူးလား ပြုလုပ်ဖြစ်ပါတယ် လောကထဲမှာကြည်လိုက်လေဘုရားဘုခန္ဓာစင်ကြယ်တော်တရားရှိတဲ့ပုဂ္ဂိုလ်တွေကတရားလည်းမလုပ်ဘဲနဲ့အမြဲတမ်းကုသိုလ်တရားတွေပြောပြောမှုဝင်တဲ့ကုသိုလ်တွေလုပ်တာမရှိလား ရှိပါတယ်ဗျာ အမှုကိုခင်းတဲ့လူတွေမပြောနဲ့လူတွေ မပြော လူဘဝမှာနေရတယ်မပြောဘူးသူကောင်းတော့ပြောတာလူတွေမပြောတဲ့လူဘဝမှာနေရရင်ဝတ္တများလာတယ်ဟုတ်လားပစ္စည်းပေါ်တွင်ခင်တော်မရှိဆွဆွလည်းမရှိတော့အာစီဝါလောစာတွေဇနီးမယားမိသားသားသမီးမြင့်မြင့်တွေခင်တော်တွေမရှိဘူး ရှိပါတယ်ဗျာ အာဒီလေးနဲ့တရားစင်ဖြာဟုတ်တယ်မလားပစ္စည်းပေါ်တွင်ခင်တော်မရှိမြင်သိမမြင်မြင်တာတွေသိတာတွေတရားတော်ကြားနေတာတွေမမြင်လို့မြင်လို့လား မမြဲပါဘူးဗျာ ယတိပတိသေလည်းမတွေ့သေကနိကြအရိပုဗ္ဗဗရဏာသုတိဘာဝနာကမ္မဋ္ဌာန်းမှာမြဲတဲ့နှလုံးသွင်းပြီးတော့ထားတယ်မတွေ့လို့ပဲနဲ့တရားမကောင်းလား ဟုတ်ပါတယ်ဗျာ ကောင်းပြီအဲ့တော့ဝိပဿနာတရားတွေအမြဲတမ်းနှလုံးသွင်းထားမှဆိုလို့ရှိရင်တော်တော်ဝိပဿနာရဲ့အကျိုးပြငင်္ဂါလေးမရှိဘူးလား ရှိပါတယ်ဗျာ အဲ့ဒါတော့အားလုံးရတဲ့ဘုရားကိုစတဲ့ပြန်လို့ဆိုတယ်လက်ရှိခန္ဓာမတွေ့တာပဲနောင်လာဘဝမကြောက်ကြပဲတောင်းကြဆွဲပြေအမြဲမပြဝိပဿနာလေ့လာခြင်းဖြင့်အာစိတကံကြည်ကြောင်းမှာထောတိသူဟာအယူမလွဲခတိရဲ့မိစတောင်းမှာရေကိုတတော်မရဖြစ်ဘုံတိုင်းစီဝေမတ္တိတန်ဒီပြင်းမြတ်ဒီဟာဒီပြည့်စေတော်ရှာမေပပြောင်းနေချွေပေါယောစီဒီဟာဒီဝဲအပြီးဘောချမပြေရမယ် မလျောအကြောင်းကို၍မတော်တဆမမေရအောင်ဘဝအစုံနမတော်ပြေထိုးကြောအားလာနတ်ပြည်ရ၍မကောင်းမပြန်သောတပန်စေဧကဖြစ်ပြီးမလေးဝိပဿနာဝါယုတိမြဲတဲ့ဝိပဿနာတရားတွေပြောစားပါများအားထုတ်ပြီးတော့သေရဆိုတဲ့သဘောတရားတွေအမြဲတမ်းစင်ကြယ်နေတဲ့ပုဂ္ဂိုလ်တွေတေဃာလီမှာလည်းမတော်မူတဲ့တရားတွေမကောင်းပါဘူး ဟုတ်ပါတယ် အဲ့လိုတို့ကတော့ကိစ္စတွေအကြောင်းကိုမတော်တဆမမရအောင်တေဃာလီလေးမှာကပ်ပြီးတော့နောက်ဆုံးသောတာပန်မတည်ဘူးဆိုရင်တော့နတ်ပြည်နတ်လောကမရောက်နိုင်ဘူး ရောက်နိုင်ပါတယ် ။အော်နတ်ပြည်နတ်လောကကျနတ်ဓမ္မစပင်းဒီမှာအရိယာသူတော်စွာနတ်အရိယာသူတော်စွာတို့လူပြည်လူဘဝကနေလူပြည်လူရကနေပြီးတော့ရဟန္တာအရှင်မြတ်ကိုတက်ပြီးတော့ဟောတဲ့တရားဓမ္မတွေနိုင်ရင်မှာသားပြီးသောတာပန်မတည်နိုင်ဘူးလား ဒီနိုင်ပါတယ်ဗျာ ။အဲ့လိုသူတော်ကောင်းတရားဆိုတာအမြဲတမ်းနှလုံးသွင်းပြီးတော့တခြားလာကြိုးစားရမယ် ကျိုးသားရအောင် ။အဲ့လိုသူတော်ကောင်းတေဃာကြီးမှာတော့မတူမူပဲနဲ့တေနောက်ဆုံးနတ်ပြည်နတ်လောကမရောက်နိုင်ဘူးလား။ ရောက်နိုင်ပါတယ် အဲ့ဒါမရဏလောတိတေခြင်းသဘောတရားကိုရေရနှလုံးသွင်းတာပဲရပါမဟုတ်လား ဟောပါတယ်ဗျာ အဲဒီလိုဟောလိုက်တဲ့အခါကျတော့ဒီကောင်းလို့ဘုရားရှင်ကများဒီတရားကိုမဟောတဲ့အခါကျတော့တရားကိုဒီကောင်းလို့စိုးစိုးဆိုင်ဆိုင်နဲ့ခန္ဓာယုံပါနာယုမတာတဲ့အမျိုးသမီးလေးတူရှိတယ်အလုံးမျိုးသူမျိုးသားတွေပြည်သားတွေကများလား များပါတယ်ဗျာ အဲ့တော့လည်းမမရရတဲ့သူတော်ကောင်းဒီခန္ဓာကိုဉာဏ်သိပြီးတော့ဘာလဲ ခန္ဓာဝိညာဉ်တွေ ငါကတရားနာခန္ဓာလေးဒီနာတဲ့မျိုးသမီးလေးတယောက်တည်းကျန်တဲ့လူတွေတော့တမန်ကန်ရှင်ခံနိုင်တာမရှိဘူးလား ရှိပါတယ်ဗျာ သူတော်ကောင်းတော့ငါက ဗျာနာ ဉာဏ်က ခန္ဓာလေး လေဟောတယ်ဟုတ်ပြီဗျာဒါလေးပါဗျာအဲ့တော့သူတော်ကောင်းအဲ့ဒီအမျိုးသမီးလေးရဲ့နာမည်ကသူတော်ကောင်းတော့ယကံဒီမာလေး
ကုမာရီဘယ်သူပါလဲ ရကန်းဒီမာလေးကုမာရီပါ အဲ့ဒီတရားတော်မှာအဲ့ဒီအချိန်တော့သူတို့ကတရားနာနေတဲ့မမရရခန္ဓာဉာဏ်သိပြီးတော့နာနေတဲ့အမျိုးသမီးလေးကရကန်းရက်တဲ့လုံလမ်းကိုလောက်ကပြီးတော့အသက်မောဟကြောင့်ပြုနေတဲ့ရကန်းဒီမာရီကုမာရီသူ့ရဲ့အသက်က73နှစ်တည်းဘုရားပရမသုကြွလာတဲ့အချိန်မှာအသက်ကဘယ်နှစ်နှစ် 3နှစ်ပါ အဲ့တော့ဘုရားရှင်ကိုမြတ်ကတော့အဲ့ဒီတော်တရားဝတ်ပြီးတဲ့အခါကျတော့ဟိုသူတော်ကောင်းတို့အက္ခရာဝါကျောင်းတော်ကြီးကိုနော်ဘာသာကတော့လည်းချက်ရပြီးတော့ရံပြီးတော့ကြွသည်မကြွဘူးလား ကြွပါတယ်ဗျာ နောက်တစ်ခါသူတော်ကောင်းတို့ဘုရားရှင်ကိုမြတ်ကဒီလိုလည်းပဲသူတော်ကောင်းတို့နေလာလိုက်တာ3နှစ်မြောက်ရောက်လာတဲ့အခါကျတော့ဘုရားရှင်ကိုမြတ်တနေ့တော်ကာလလောကကြီးကိုဘယ်လိုကျွတ်တိုင်တယ်လို့တပည့်တော်ရှင်ညာတော်နဲ့ကြည်တယ်မကြည့်ဘူးလား ကြည့်ပါတယ်ဗျာ ကြည့်တဲ့အခါကျတော့ဒီကောင်အာရုံမျိုးထဲမှာရှိနေတယ်ရကန်းလို့ကိုလောက်ပြီးတော့အသက်ဘဝကြောင့်ရကန်းနေရက်ပြီးတော့အသက်ဘဝကြောင့်ပြုနေတယ်ရကန်းတွေမှာတော့ခုမှတော့ဘုရားကတပ်ပြီးနေတာရှင်ရှင်တော်နဲ့တော့မမြင်ဘူးလား မြင်ပါတယ်ဗျာ မြင်လိုက်တဲ့အခါကျတော့ဒီမျိုးသမီးလေးကဒီကနေ့ကျွတ်တဲ့ဘုံမနေပါလားဘုရားမသိဘူးလား ကြည့်ပါတယ်ဗျာ အဲ့တော့ဒီကနေ့မြတ်ဗုဒ္ဓကသူ့ရဲ့ဒီဘဝမှာမရဏနုတိဘာဝနာကမ္မထာကိုစီမံပြီးတော့ခန္ဓာကိုယ်ညာလိုက်ပြီးတော့သစ္စာတရားနဲ့သိအောင်ကြိုးစားနေတဲ့အဲ့ဒီရကန်းဒီမှာလည်းဘုရားလေးဆိုရင်မျိုးသမီးလေးကိုချီးမြှောက်မယ်ကျန်တဲ့သူတော်ကတော့တရားကိုလက်လို့ပြီးတော့မေးပြီးတော့နေရတဲ့ပုဂ္ဂိုလ်လေးကိုလည်းတတိပေးမယ်ဆိုပြီးတော့သူတော်ကောင်းတို့3နှစ်ပြောက်တဲ့အခါကျတော့ဒုတိယအကြိမ်အာလဝီမျိုးတဲ့မြတ်ဗုဒ္ဓမကြွပါဘူး ကြွပါတယ်ဗျာ နောက်ပါသူတော်ကောင်းတို့ယဟန်တန်900ချမ်းရံပြီးတော့ကြွတယ်ပရမကြီးတို့ကတော့တန်ခါပုရုษีယဟန်ဒီမဟုတ်လားဒုတိယကြိမ်ကြွတယ်ကအဲ့ဒီယဟန်နဲ့ယဟန်တာဖြစ်တယ်ဘာတွေဖြစ်လဲပေါ့ ညာနာလေး ယဟန်900ချမ်းရံပြီးတော့သူတော်ကောင်းတို့အာလဝီမျိုးတွေကိုကြွတဲ့အခါကျတော့အာလဝီမျိုးသူမျိုးသားတွေကလည်းသူတော်ကောင်းတို့ဘုရားသူတော်ကောင်းတို့စံမောစေမာရတွေလူတန်းပြီးတော့သူတော်ကောင်းတို့ကောင်းမှုတွေပြုသည်မပြုလား ကြည့်ပါတယ်ဗျာ အဲ့တော့သူတော်ကောင်းတို့ဒုတိယအကြိမ်ကြွလာတဲ့အခါကျတော့အဲ့ဒီမှာသူတော်ကောင်းတို့အာလဝီမျိုးသူမျိုးသားတွေကမြတ်ဘောဓတော်စံမောစေမာရတွေလူတန်းပြီးတဲ့အခါမျက်စိကိုလည်းကတရားဟောတဲ့အချိန်ကိုရောက်လာတာ နောက်လာပါ ရောက်လာတဲ့အခါကျတော့လူပရိသတ်တွေကလည်းသူတော်ကောင်းတို့ဒီကာကမပရိသတ်တွေကလည်းတရားနာဖို့စတဲ့ဖြစ်နေပြီဒါကတော့ရှင်သူမြတ်တွေကလည်းယဟန္တာရှင်မြတ်တွေကလည်းအနာမှာခြံရံပြီးတော့ထိုင်နေတော်မူပြီးမြတ်စွာဘုရားရှင်ကိုရောမြတ်ကလည်းဓမ္မသနာပလင်ပေါ်မှာရောက်ပြီးတော့နေတဲ့အချိန်ဘုရားတရားဟောတဲ့ပရိသတ်တွေကိုကြည်မှန်ပါဗျာပရိသတ်တွေကလည်း ကြည့်နေပါတယ်ဗျာ တရားကိုခန္ဓာရဲ့ကိုပေါင်းယူသွားတဲ့အမျိုးသမီးလေးဒီထဲမှာရှိရလားလို့ဘုရားကဉာဏ်တော်ဖြတ်ပြီးတော့မကြည့်ဘူး ကြည့်ပါတယ်ဗျာ ကြည့်တဲ့အခါကျတော့အဲ့ဒီအချိန်ကိုရောက်လာသေးဘူးရောက်လာလား ရောက်လာသေးပါ အဲ့တော့ဘုရားရှင်ကိုယ်တော်ကတရားမောသေးတယ်ဟိုးလန်ကိုလာတရားကိုဘုရားရှင်ကိုယ်တော်မြတ်ဆိုင်က၍ကြည်ရှုတော်မူသည်ရပါလို့ တိုင်းကနေကြည့်ရှုပါတယ် ပေါ်လက်တည်လမ်းကြည့်ဘုရားလည်းဒါလေးကိုသာဖြည်းဖြည်းလေးဒါလေးစမ်းပြီးတော့လက်နဲ့လည်းမကြည့်ဘူး ကြည့်ပါတယ်ဗျာ အဲ့တော့သူတို့ကတော့တရားကိုခန္ဓာရဲ့ကိုပါသွားတဲ့အမျိုးသမီးလေးကိုတရားဆောင်တာ။ရေကန်ဒီမှာလည်းကလည်းဒီကနေ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ရဲ့တရားပဲရှိတယ်ဆိုတော့လည်းသူသိတယ်တဲ့မသိဘူးလား ကြည့်ပါတယ်ဗျာ ။အဲ့တော့အာရဝီမျိုးရဲ့မျိုးအစုံလေးမှာတာမန်နေရရေကန်ရက်ပြီးတော့အတန်ဘဝကြောင့်ပြုတာ။မပြီးတော့လား ကြည့်ပါတယ် ။ရရှိကိုယ်တော်မြတ်ရဲ့တရားပွဲကိုလည်းအမိတော်အောင်သွားဝင်ရတယ်အိမ်မှာချက်ပြောပြီးတော့တာမန်နေရောက်သာဝရအတွက်လိုအပ်တဲ့ဘုရားတို့အာရလေးတွေကိုထည့်သွင်းပြီးတော့ဘုရားတရားဝတ်အမိလာခဲ့သည်မလားဗျာ လာပါတယ်ဗျာ အဲ့ဒီခါတဲ့အခါကျမှအဲ့ဒီအမျိုးသမီးလေးပရိသတ်အလေးကိုရောက်လာတဲ့အခါကျမှဘုရားရှင်ကိုယ်တော်ကဒီအမျိုးသမီးလေးကိုစောင့်နေတာပါလားဆိုတာပရိသတ်တချို့ကသိပါတယ်သိမသွားဘူးလား သိသွားပါတယ်ဗျာ တချို့ကတော့ဘုရားဘာကြောင့်တရားဟောသေးတယ်ပါလေဒီလိုပဲတွေးအဲ့တော့ချက်သမီးအဲ့ဒါဘုရားရှင်ကိုယ်တော်ကအဒီပါလေးကိုလာဖို့ရဘုရားရှင်ကိုယ်တော်ကအရေးကလေးပြလိုက်တဲ့အခါကျတော့ပရိသတ်ကလည်းနေရာလေးပြီးမပေးဘူး ပေးပါတယ်ဗျာ ပေးတဲ့အခါကျတော့ဘုရားရှင်ကိုယ်တော်ကအဲ့ဒီမှာမေးတယ်ချက်သမီးသင်ဘယ်ကလာခဲ့တယ်လဲဘယ်လိုမေးပါလဲ
ဒီဘယ်ကလာခဲ့တယ်လဲ အဲ့တော့မသိပါဘူးဖေယားပြန်မပြေဘူးလား ပြပါတယ်ဗျာ အဲ့တော့ကျွန်တော်တို့တမန်ပုဂ္ဂိုလ်တွေကဘုရားမေးနေတာဒီအမျိုးသမီးလေးဖြေတာမှားနေတယ်လို့ထင်လား ပြပါတယ်ဗျာ ဖြေပြီးတော့ဘုရားအေးဟာ လာ ရကရဲ့ဘာဒီလိုသာမရအောင်လား ဟုတ်ပါ အဲ့ဒီလိုကတော့ဘုရားပြန်ပြေကိုဘုရားရှင်ကိုမြတ်တဲ့ဒါဘုရားကတော့ဉာဏ်ရှိတဲ့အမျိုးသမီးလေးဆိုတော့ဘုရားတပည့်တော်ဘယ်ကလာခဲ့မှမသိပါဘူးဘုရားတဲ့ချက်သမီးသိတဲ့အဖြစ်မှာဒီပြိတ္တတွေကြားပြန်ပြီးတော့ပြောလိုက်စမ်းပါပြန်ပြီးတော့ငါဘုရားရှောက်ဆန်းတာဆိုတော့ဘောတော်ကြီးတော်ဘုရားမြတ်စွာဘုရားတပည့်တော်ဘယ်ဘဝကလာခဲ့မှမသိရပါဘူးဘုရားမရှောက်ဘူးလား ရောက်ပါတယ်ဗျာ ဘုရားကိုရှောက်တော့ဘယ်ဘဝကလာခဲ့မှမသိဘူးဘုရားကောင်းတော်သိတယ် ပြပါဦးဗျာ အာလုံးတရားဟောတရားနဲ့မသိဟုတ်တယ်မလားနောက်တစ်ခါတကတော့ရှင်းသမီးတွေပဲပေါ်သွားမှလေလို့ဒုတိယမေးကိုမမေးဘူးလား ပြပါတယ်ဗျာ အဲ့ဒီမေးလိုက်တဲ့အခါကျတော့ဘောတော်ကြီးတော်ကမြတ်စွာဘုရားဘုရားတပည့်တော်ပဲကိုသွားရမှမသိပါဗျာမရှောက်ဘူးလား ရောက်ပါတယ်ဗျာ အဲ့တော့တကတော့တရားဟောတရားနဲ့တမန်ပုထုဇဉ်ဘာတွေပါလဲ ဒါမှဘုရုစင်ပါဗျာ အရိယာပုဂ္ဂိုလ်တွေကတော့ဘောဇင်ဆံပြီးတော့တရားဓမ္မတွေပတ်တာတဂရကနာကယန္တာပြေအောင်ကြိုးစားပြီးနိဗ္ဗာန်ကိုဆံမှာသွားတာရှင်းတယ်။ဒါပေမဲ့ဘုရားရှင်ရဲ့ဘောဒီဘောကသင်ပြီးတဲ့နောက်ကဘယ်ဘုံဘဝဘယ်ဂတိတွေနားရမယ်ဆိုတာသိတယ်။အဲ့တော့ဒီဘောကတော့မသိဘူးတဲ့နောက်ကမှမသိခြင်းငါးခြင်းနဲ့ဒါပေမဲ့ဘုရားရှင်ခီးဆက်မသိခြင်းဘယ်လိုခြင်းလဲ ငါးချက်ပါဗျာ အဲ့တော့ဒီဘောကတော့ဘယ်အချိန်မှဒီဘောကတော့တရားမှလည်းမသိဘူးသိလား မသိပါဘူးဗျာ ဒီယောဂနဲ့တရားမှလည်းမသိဘူးဘယ်အချိန်ကာလနဲ့ပြောရင်ဆောင်းကာလလားဘောကာလလားလွေကာလလားတနေ့တည်းပြောမဆိုဘယ်နှခင်လားနေ့လည်းကလားညနေကျလားညလားဘယ်ရှင်တရားနဲ့အချိန်တော်သိ မသိပါဘူးဗျာ သိပြီးတဲ့နောက်ကဒီခန္ဓာကိုယ်ကြီးကိုဘယ်သိဉာဏ်မှာစောင့်ကြည့်ရမလဲဆိုတာသိတာ မသိပါဘူးဗျာ မသိဘူးသိပြီးတဲ့နောက်ကလည်းဘယ်ဘဝဘယ်ဂတိတွေနားရမယ်ဆိုတာသိလား မသိပါဘူးဗျာ သိခြင်းဘယ်လိုချက် ငါးချက်ပါဗျာ အဲ့တော့ဂတိဆိုတာဒေဝဂတိနတ်ပြည်နာလောကမရှိဘူး သိပါတယ် မနောတဂတိဥပိလောလောကရှိတယ်တိရိစ္ဆာနဂတိတိရိစ္ဆာန်ဘောပေဒဂတိပေဒဘောညိရိယဂတိမယေဘောအဲ့မှာတော့ကောင်းတာဆိုလို့ဒေဝဂတိနဲ့မနောတဂတိနှမျိုးပဲရှိမှန်ပါဗျာဟုတ်တယ်နော်အဲ့တော့ဒီကတော့ဘယ်ဂတိကိုလာရမယ်ဆိုတာမသိတဲ့အတွက်ဘယ်ကိုသွားရမှမသိပါဗျာမရှောက်ဘူးလားအဲ့တော့စေသမီးတဲ့မြတ်ရှင်ကိုယ်များကနောက်ကတတိယဘယ်ကိုဆက်ပြတဲ့သင်မသိဘူးလားမင်းလား ပြပါတယ်ဗျာ မြေတော်ဘုန်းတော်ကြီးတို့ကမြတ်စွာဘုရားဘုရားတပည့်တော်သိပါတယ်ဗျာဘယ်လိုပြေလဲ ပြပါတယ်ဗျာ ဘုရားတို့သိရမယ်ဆိုတာမသိဘူးဘယ်လိုကောင်းတော့သိလား ပြပါတယ်ဗျာ ဘယ်စလဲသိတယ် မှန်ပါတယ်ဗျာ သိရမယ်ဆိုတာ သိပါ ပြပါတယ်ဗျာ သိနေတယ် မှန်ပါ ဘယ်ချိန်မှန်း သိပါသိပါ ဟုတ်တယ်နော်အဲ့တော့မသိဘူးလားပြေတဲ့ခါကျတော့သိပါတယ်ဗျာတဲ့ဘုရားတပည့်တော်သိရမယ်ဆိုတာသိပါတယ်မပြေဘူးလား ပြပါတယ်ဗျာ ဘယ်လိုကောင်းတော့သိရမယ်ချိန်လေးသိရမှာတော့မသိရဘူးလား သိရပါတယ်ဗျာ နောက်တစ်ခါစေတမိသင်တကယ်သိရလားလို့မမေ့ဘူးလား မိပါတယ်ဗျာ ဘုရားကြီးတော်ဘုရားမြတ်စွာဘုရားဘုရားတပည့်တော်မသိပါဘူးဗျာဘယ်ချိန်သိမှမသိသိမယ်ဆိုတော့သိဘယ်ချိန်တရားမယ်ဆိုတော့သိ ပြပါဦးဗျာ မသိဘူးတဲ့အဲ့ဒီတော့သူတော်ကောင်းဘုရားရှင်ကိုဘက်ကတရားဟောနေတဲ့အခါသူတော်ကောင်းရကန်းဒီမာလေးကိုပါဠိကတော့တရားကိုနားကတရားကိုနားပြီးတော့ခန္ဓာကဉာဏ်ကခန္ဓာကိုလက်နေတယ်ခန္ဓာကသူတော်ကောင်းဘာသစ္စာဟောလဲ ဒုက္ခသစ္စာ ဒုက္ခသစ္စာကိုဟောနေတာဟုတ်လား ဟောပါတယ် ဒုက္ခသစ္စာဒုက္ခသစ္စာလို့သိနေတဲ့ဉာဏ်ကလေးကလည်းအဲ့ဒီမာရီရဲ့တဏ္ဍာမှာကင်းနေတယ်တခြားတော့မဂ္ဂသစ္စာ မေဃသစ္စာပါ ဟောရတဲ့ဘဝခန္ဓာတွေကမြန်မာကောင်းလို့ဒုက္ခသစ္စာပဲလို့သိနေတဲ့အခါကျတော့သူ့ရဲ့ဉာဏ်အောင်မှာလောခြင်းမှုတဏှာဆွဲလန်းမှုဥပါဒာတွေပြုလို့အားလုံးကြိုးစားတဲ့ကံကြောင့်တရားတွေဉာဏ်အောင်ချုပ် ရောက်နေပါတယ် ခြားလာသမုဒိယသစ္စာ သမုဒိယသစ္စာ ဟောခြင်းတော်ခြင်းသိခြင်းသဘောတရားတွေမရှိတဲ့နိဗ္ဗာန်ကိုမြတ်မောပြုနေပြီတခြားလာသစ္စာသိ သစ္စာသိနေတာ သစ္စာသိနေလို့သူတို့ကောဒီကံလာမှာအာလူမရဲ့အကြောင်းမှာဘာမှမရှိဘူးဆိုတော့တက္ကရာဒီကလည်းပြုနေတယ်
ဩတတရာဒိဋ္ဌိကလည်းပြုတ်ပြီးတော့နေတယ်ဩစေနာဒိဋ္ဌိကလည်းပြုတ်ပြီးတော့နေတယ်အကြောင်းအကျိုးတွေလည်းရှင်းနေတယ်ဩခန္ဓာ၅ပါးဒုက္ခသစ္စာပါပဲလားလို့ဉာဏ်လေးနဲ့ပြန်ပြန်ခြားခြားသိနေတယ်လားသိပါပါအဲ့လိုသိလိုက်တဲ့အခါကျတော့သစ္စာတွေမှာသိပြီးတော့သူကောင်းလို့ဒုက္ခသစ္စာပဲလို့ဉာဏ်ကလေးနဲ့တရားနာရှုမှတ်ပြီးတော့ဆင်ခြင်ပြီးတော့နေလိုက်တာသူကောင်းသောတာဒီသွားတာမှန်ပါဗျာအာဒီဝါသောတာပန်ပါဗျာအဲ့လိုသောတာပန်သူကောင်းလို့ပြီးတော့သွားတယ်တဲ့တခြားလားသစ္စာသိသွားတာသစ္စာသိပါအဲ့တော့ဒီကနေ့ဥမာတွေရကန်းသိပါလေရရှိတယ်မြတ်တတိမေတ္တာလေးပြောတော့ပြန်လည်ပြီးတော့ဖြေချလိုက်တယ်မှန်ကန်လို့နဲ့အမတန်တရားကင်းတဲ့အမျိုးသမီးလေးပါလားဆိုညဘောတာအဲ့ပရိသတ်တွေကြောင့်သာဓုခေါ်တယ်မှန်ပါဗျာဘယ်သူသာလို့ခေါ်တော့လဲညပြန်တာကျန်တဲ့ပုဂ္ဂိုလ်တွေကအဲ့တတိတံဝကဉာဏ်ကြီးရတော့လားရပါဘူးအဲ့လိုနဲ့ဘုရားရှင်ကိုရမြတ်ကဒီကောင်းလို့တရားဟောလဲပြီးတော့အခါတော်ကြောင့်မရှိဘူးပြန်လေပရိသတ်တွေကိုအိမ်လေးတွေပြန်ကြပါရကန်းဒီမှာလေဘုရားဒီကလည်းဒီကောင်းလို့ရကန်းယူကိုသွားသည်သွားလားသွားပါတယ်ဗျာအဲ့သူ့ရဲ့အဖေကတော့ဒီကောင်းငါရဲ့သမီးလေးအမတန်တရားလေးနဲ့သမီးလေးဘုရားတရားဟောလို့တရားနာရတာပြရမယ်သမင်းစားခြင်းရောက်လာတယ်လို့နဲ့မျောလဲရဲ့တခြားလားရကန်းရဲ့တယ်ညီကိုတယ်ပေါ့ရကန်းရဲ့ညီကိုတယ်နော်ညီကိုပါဘိုးတော်ကခြေတော်တွေကိုလက်တွေကိုအညီမရဘူးမှန်ပါဗျာဒီမျိုးတစ်ပြောင်းနဲ့ဆွဲတယ်မလားဟုတ်ပါတယ်ဗျာအဲ့ဒီမှာပြောတော့ရောစံရှိမှန်ပါပါရှိရောစံပါဗျာဦးဇင်းညီကိုတယ်ညီကိုပါတယ်ဗျာကြည့်တယ်မှန်ပါချွန်တော်လေးမှန်လားပါမှန်လိုက်သိနေဒီပိုင်းတော့သိနိုင်ပါသိနိုင်ပါတယ်အဲ့ဒီမှာသူကောင်းလို့ရကန်းရဲ့ဘောမောတဲ့သူကောင်းလို့ဆောင်းတော်မသိချင်းတဲ့တပီလေးကိုပြောရင်းနဲ့အချိန်ကြီးသူ့ရတဲ့အဝတ်ထဲကိုရကန်းရက်ပြီးတော့နေတဲ့သူ့ရဲ့ဖခင်ကတပီလေးစောင်းစားရင်းနဲ့နေတယ်မနေဘူးလားနေပါတယ်ဗျာတခြားလားရကန်းရဲ့နဲ့အဲ့လိုရကန်းရဲ့တဲ့သူကောင်းလို့လာတော့အဖေကိုသူကောင်းလို့ရကန်းရဲ့အဝင်လေးမှာအားရပါးနဲ့အဖေသမီးကမှလာတယ်ဆိုတဲ့ဘောပြီးအောင်ဝင်လားဝင်ပါတယ်ဗျာဘုရားလည်းတတိလာတော့အားရပါတယ်နဲ့တတိလည်းလုံးအဲ့ဒီရကန်းကြီးစောင့်ဆွဲတယ်ဖြစ်တယ်လောဇံကရှံထွက်ပြီးတော့ဒီကောင်းလို့ယေဝယုမန္တိဘယ်ကောင်မှလည်းယေဝဟုပါဗျာရကန်းရုံကကတ်လာတဲ့တတိလေးရဲ့ရှင်မောလောဇံရှံထွက်ပြီးတော့တခြားမှန်တာပါဗျာအဲ့ဒီကိုသိတာမသိလားသိပါတယ်ဗျာဒါပေမဲ့ကိုယ်မှလည်းရကန်းဒီမှလည်းသစ္စာသိပါဟုတ်တယ်နော်သစ္စာသိနေပြီးတော့သွားတယ်တော်စင်တို့အဲ့ဒီတော့ကောင်းတဲ့သစ္စာသိသွားတဲ့အမျိုးသမီးလေးကတော့သွားတယ်ပါဒီပြီးတော့သူရတော့ဘုံစင်ဆံပြီးတော့ဟောလေသွားတယ်ပါဆိုရင်ခဏဘဝနေလို့ပါနေဦးလားနေပါတယ်ဗျာကာမတုပ္ပတိကိုလည်းခဏဘဝနေအများတော့ပါဒီကောင်းအရိယာသူတော်ဆိုတော့ဟိုတုတိတံနတ်ပြည်အနိညာဒီပါနေပါလေတုတိတံနတ်ပြည်အဲ့တော့သူရဲ့သွားခင်ကလည်းတတိတံဝကဉာဏ်နဲ့ရပြီးတော့သူရဲ့ရကန်းတော်ကနေဆိုလိုပြီးတော့သူကောင်းဘုရားသာသနာဝင်ပြီးတော့တရားတွေကြည့်ပြီးတော့ဖခင်ပြည်သူလည်းသူကောင်းလို့သစ္စာသိမြင်ပြီးတော့ယဟန္တာဖြစ်သွားတယ်ဖြစ်သွားလားဖြစ်သွားပါတယ်အဲ့တော့တရားနာရင်အိမ်ကိုပါရမယ်တခြားလားမိမိခန္ဓာရဲ့လားမိမိခန္ဓာရဲ့အဲ့တော့မိမိခန္ဓာရဲ့ဉာဏ်နဲ့ကြည့်ရပါစို့တဲ့တခြားလားဝိပဿနာဉာဏ်လားဝိပဿနာဉာဏ်နဲ့ကြည့်တော့အဲ့ဒီဉာဏ်နဲ့ကြည့်တော့ခန္ဓာကဘယ်နှပါ5ပါးပါဗျာအဲ့ဒီခန္ဓာ5ပါးဒီအကြောင်းတရားလားအကျိုးတရားလားအကြောင်းတော့ဖြစ်တဲ့အကျိုးတရားပဲလို့ကိုယ်လုံးလည်းပြီးတော့အတိတ်ကာလမှာရှိတဲ့တိတ်ခွဲတဲ့တခြားဉာဏ်နဲ့ဉာဏ်နဲ့ဉာဏ်နဲ့ပြီးတော့အဲ့ဒီအကြောင်းတရားတွေကိုတရားပြဖို့အသေးရှင်ပါလားမပါပါဘူးဗျာမပါဘူးဆိုတော့တက္ကသဝစီကိစ္စကိလေသာစေအဲ့ဒီခန္ဓာထဲမှာဉာဏ်နဲ့ကြည့်တဲ့အခါကျဘာတွေသူတွေပါလို့လားမပါပါဘူးဗျာအဲ့ဒီခန္ဓာထဲကိုဉာဏ်နဲ့ကြည့်တော့ဘာတွေသူတွေမပါဘူးဆိုတော့တက္ကရဲ့ယဒိဋ္ဌိကပြောဝိဇ္ဇာသင်္ခါရဆိုတဲ့အကြောင်းတရားနှစ်ပါးတဲ့ဖြစ်ပြီးတော့မပြတ်ခဲ့ဘူးပြတ်နေပါတယ်ဗျာအပြတ်ကိုမြင်လိုက်တဲ့အခါကျတော့သတ္တရာဒိဋ္ဌိကပြောဘူးလားပြုတ်ပါတယ်ဗျာအဲ့တော့ဝိဇ္ဇာသင်္ခါရဆိုတဲ့အကြောင်းတရားနှစ်ပါးဖြစ်ပြီးတော့တဲ့မှာပြတ်ပြီးတော့လေးလုံးပြလို့လွတ်တာမဟုတ်ဘူးတဲ့အကြောင်းကြောင့်အကျိုးခန္ဓာဖြစ်တာဖြစ်ကိုမြင်တော့ဘောဇေရဒိဋ္ဌိကပြောခန္ဓာမှာဒိဋ္ဌိတွေရှိသေးလားမရှိပါဘူးဗျာတခြားနဲ့ဖြုတ်လာညာနဲ့ဖြုတ်လိုက်တာညာနဲ့ဖြုတ်လာပါဗျာဒါဆိုရင်ဒိဋ္ဌိမရှိရင်ဘယ်ကမပြေဘူးလားပြေးပါတယ်ဗျာဘယ်ကပါလဲ
ငရေရိစ္ဆာယေတာ သူလည်းပဲအပရဂမေတ္တာကတော့ခန္ဓာကိုယ်စက်ပြီးဉာဏ်နဲ့ကြည့်ဖို့ရည်မကြည့်လား ပြီးပါတယ်ဗျာ ဘုဘကနာဆိုတာတရားလားယုံတရားလား ယုတ်တရားပါဗျာ ဝိရဒခန္ဓာသိဉ္ဇခန္ဓာသေကာလခန္ဓာဝိညာဉ်ခန္ဓာကနာတရားယုံနဲ့နာမရှိ မှန်ပါပါ ယုံတရားကလည်းဖြစ်ပြီးတော့ ပြပါတယ်ဗျာ နာတရားကလည်းဖြစ်ပြီးတော့ ပြပါတယ်ဗျာ ဧကောဓမ္မောတဘောင်းဒီသောတရားဖြစ်တဲ့ယုံနာဖြစ်ပြပါသစ္စာ ဒုက္ခသစ္စာပါ ဒုက္ခသစ္စာလည်းသိတဲ့ဉာဏ်လည်းမရှိဘူး ပြီးပါတယ်ဗျာ သူကမေဃသစ္စာခန္ဓာဒုက္ခသစ္စာကိုသိပြီဆိုလို့ရှိရင်တဏှာနဲ့လိုချင်ပါအောင် ဘလို့ဒီတော့ပါ ဘုရားကဆွဲလန်းပါအောင် မဆွဲလန်းတော့ပါ ဓမ္မဘောကံကြောင်းတရားတွေကြိုးစားပါအောင် ကျိုးသားတော့ပါ အကျိုးသောတော့ဆိုပေတနာဥပါဒကံဆိုတဲ့အကြောင်းတရားတွေတည်သွားတာကသူတို့အကြောင်းသမုဒိယတွေချုပ်သွားပြီဆိုရင်အဲ့ဒီမှာအကျိုးတရားအနာဂတ်ကခန္ဓာတရားတွေဘု ဗျာ ရားခန္ဓာမမရတယ်ဆိုရင်စရဏနဲ့ဘာသာဩဒီရိနာမော မလာတော့ပါ ဒါနောင်ခန္ဓာယောသိချုပ်ငြိမ်းသွားတာကဘာသစ္စာ ယောနာသစ္စာ ရရှိတဲ့သစ္စာလေးပါးတရားတွေကိုဟောထားမှာ ဟောတာပါ ဟောတယ်သစ္စာလေးပါးတခြားလားနိဗ္ဗာန်ကိုရမယ် ဒိဋ္ဌာကိုရပါ ခန္ဓာကိုဆက်ပြီးတော့ပွားဉာဏ်နဲ့မကြည့်ရပါလားကြည့်ရပါလား ကြည့်ရမှာပါ ဆက်ပြီးတော့ကြည့်တဲ့အခါကျတော့ခန္ဓာကိုဒုက္ခသစ္စာပဲလို့ဒီချိန်မြေမောဆုံးအောင်ရှုရင်သောတာပန်တည်မယ်။အာဒီပဲ သောတာပန်ဒီမှာ နှစ်ချိန်မြေမောဆုံးအောင်ဒီကောင်ကိုရှုရင်သက္ကရာကံတည်မယ်။သုံးချိန်မြေမောဆုံးအောင်ရှုရင်အနာဂတ်တည်မယ်။လေးချိန်မြေမောဆုံးအောင်ရှုရင်အာနာဖြစ်မယ်။ဒါဆိုဘွားပြပြီ။အဲ့တော့တရားတိုင်းခန္ဓာရင်မှာပါရမယ်။တရားတိုင်းအိမ်ကိုပါရမယ်ဆိုတဲ့သစ္စာတရားကိုနာကြပြီးတော့အလုံးစုံတော်စတဲ့သစ္စာသိမြင်ပြီးတော့နိဗ္ဗာန်ကိုဝဇ္ဇာနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ပါစေလို့တန်တော်ရည်ပြီးအဲ့ဒီခန္ဓာ၅ပါးဖြစ်ပြက်ကပါသစ္စာ ဒုက္ခသစ္စာ ရှုတဲ့မြင်တဲ့ဉာဏ်ကပါသစ္စာ မေဃသစ္စာ အလဝုပရကံဆိုတဲ့အကြောင်းတရားတွေတည်သွားတာကပါသစ္စာ သမုဒိယသစ္စာ နောင်ခန္ဓာယောသိချုပ်ရင်းသွားတာကပါသစ္စာ ဒီယောနာသစ္စာ သစ္စာလေးပါးနဲ့စိုက်ပြီးအချင်းလဲစီးပြီးဖြစ်တဲ့အတွက်အာဒုခေါ်၍တော်ကြောင့်ဆို